ဒါကတော့ Blackpink ပွဲကိုမသွားခင်ညတညလိုမှာဒီမကောင်းတာနဲ့ concert ကိုဘယ်လိုသွားနိုင်ပါမလားဆိုပြီးစဉ်းစားနေကြတာပါ I just my voice is gone. The next day. Hello guys, Farah ပါ Farah ကတော့ဒီနေ့ Blackpink concert သွားမှာဖြစ်ပါတယ် Blackpink concert သွားမှာမို့လို့ညကောင်းကောင်းအိတ်မပျော်တော့အခုမနေ့လည်းအေးရထားနောက်ကြရပေါ့နော်အဲ့တော့ makeup ပြင်ဖို့ကိုလည်း Farah တို့မြင်မြင်အသေးအတန်ပြင်နေရပါတယ်ရှင် Farah တို့ concert ကို ticket ဆောက်ဝယ်ရသွားချင်နေရပါအခုလည်းစင်ကာပူမှာ Blackpink concert က3ရက်တီတီလောက်တာပေါ့နော်ဒါပေမဲ့ Farah တို့ ticket ကနောက်ဆုံးနေဖြစ်တဲ့အတွက်ကြောင့်မလို့ Farah တို့ concert နောက်ဆုံးနေမှာပဲသွားဖြစ်ပါတယ် Farah တို့တကယ်ချင်းနေရ concert ကို3နိုင်အေးရောက်လို့တွေးထားပြီးတော့ Farah တို့အသေးအတန်အခု1နာရီခွဲနေပြီပေါ့နော်တဲတန်ပြင်နေရပါတယ်အေးရထားလဲနောက်ကျရဲပြီးတော့ Vero အရင်လည်းဘာမှပြင်ဆင်တာမရှိဘူးဆိုတော့ Vero နောက်ကျနေရပါတော့ makeup ကတော့ Vero အဆင်ပြေတယ်လို့ပြင်ထားရပေါ့နော်ဆိုတော့ outfit အနေနဲ့ကလည်း Vero က concept နဲ့လိုက်တဲ့ black pink လေးပဲရွေးထားပါတယ်Vero တကယ်ချင်းကတော့သူချင်းတွေကို inspire ယူထားတဲ့ trend ဖြစ်တဲ့ outfit လေးနဲ့သူလည်းဝင်ကြိုင်းမှာဖြစ်ပါတယ်စပင်ကလည်း Vero ကအစီအစဉ်မရှိပဲကောက်ချင်စိပေါ်လာလို့ Vero ကောက်လိုက်ပါတယ်ကောက်ပြီးတော့လည်း Vero လိုက်လားမလိုက်လားလည်းမသိတော့ဘူးเนาะပွဲကနောက်ကျမှာပဲစိတ်ထဲမှာရောက်နေပါတယ်အခုကတော့ Vero outfit ဒီအကုန်လုံးကလည်း ready ဖြစ်နေပြီဆိုတော့ Vero graph ကိုလည်းငါပြီးပြီတွားဖို့အတွက် ready ဖြစ်နေပါပြီ so let's go အခုတော့ Vero တကယ်ချင်းနေရောက်ပြီးပြီဆိုတော့အောက်မှာ graph ကိုတွားဆောက်ပါမယ်ရှင် super excited Vero တကယ်ကြ I'm so excited. I hope I can shout at the concert. I wish for you also မအေးရတော့မှာ Vero အောက်မှာ graph လာထားတယ်ဒီကိုလာခေါ်မှလားမသိ Ako boda. ဟုတ်တယ်တွေ့ Yeah, တွေ့ yeah, but ခုတော့ graph ပေါ်ရောက်နေပြီလက်သေးတဲ့ကအခုတွားနေရမှာနဲ့ပြဿနာဖြစ်နေပါလက်သေးကအတူဆိုတော့ကွာမှာဆိုးနေရတယ်ဒီမှာ Rosé late. sleep နောက်ထပ်နိုင်ဝက်လောက်နေတော့ Vero Stadium ရောက်ပါပြီ Oh my god ကို Vero Stadium ရောက်ပါပြီအခုခွန်ဆောက်ရောက်နေပြီရောင်းပိုက်ပါအကောင်ကလည်းဘာ outfit တွေကအလန်းစားရပါ Next one. ဒီတော့ဒီနောက်မှာတပုံရေးဖို့အတွက် Jenny. Thank you. Vero ticket ကတော့ Vero general stand ကိုပဲယူထားတာပေါ့နော်အခုပြရတဲ့နေရာမှာအဲ့တော့ Vero လာနည်းနည်းနောက်ကျတော့နည်းနည်းလေးတော့နောက်ရောက်သွားတယ် stand ကလူကနေရာလူရမှာဆိုတော့လူတွေနည်းနည်းတော်တော်လေးတော့များနေပြီပေါ့နော်ပွဲက9နာရီလောက်ဆိုစရမှာဆိုတော့အကောင်လုံးကလည်းဒီမှာနေရအစင်သိယူနေကြပြီပေါ့နော်
ဒီမှာလဲဗရတငယ်ချင်းမနေ့ကဖျားနေလို့အတန်မထွက်နိုင်တဲ့သူကဒီနေ့ကွန်ဆတ်မှာသူဘယ်ကနေရအတန်လေးလည်းမသိဘူးသူ့အတန်ကြီးပဲကြားရတယ်ပေါ့နော်အော်ကြီး channel ကိုဖြစ်နေရအဲ့မှာလဲ Vero Rose ပါစားမလဲလို့အော်ကြီးရဲ့ချက်ဖြစ်နေရပါတော့ဘေးကလူတွေကတော့ Rose ကိုမကြည့်ဘဲနဲ့ Vero နဲ့ကိုပဲတော်တော်ကြည့်ပြီးရည်နေပါတယ် Why you gonna eat? Why you gonna eat? Rose! Never. Why you gonna eat? What's that? What's that? What is the fish? What's that? Is it rice? Is it mess? Vero တငယ်ချင်း2ယောက်တော်တော်လေးကိုမောနေပါပြီဒါပေမဲ့လည်းဟုတ်ကဲ့ပါဒါကတော့ Blackpink နေ concept ဖြော်ပြရပြီးတော့ပါပြီ Vero ရဲ့အားလုံးခဏနေကြရင်ပြင်ရပါတော့မယ် phone story ရှိလဲတော်တော်ကြီးကိုပြည့်နေပြီပေါ့နော်ဆိုတော့နောက်ထပ်ဗီဒီယိုမှာဆက်တွေ့ပါမယ်အားလုံးပဲတတာ